ကျွန်တော်ရထားပေါ်ရောက်ကြတဲ့အချိန်မှာတယောက်ကကျွန်တော်နေရာမှာဝင်ထိုင်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီမျိုးသမီးကိုဒါကကျွန်တော်ခုံမလော်တရီပေးပေမဲ့သူကမကြားချင်အောင်စောင့်နေတယ်။အဲ့ဒီပြင်မောင်ရင်ကငငယ်ရွရွနဲ့၈နာရီလောက်မတ်တက်ရတာဘာပြဿနာရှိလို့လဲလို့တောင်ပြန်ပြောသေးတာ။ဒါကကျွန်တော်နေရာပါလို့ထပ်ပြောတော့သူကအတန်ပြားဤဝဲအော်ပါလျော်။ကိုဝင်ရှိနေလို့ကယူဆိုင်ပေးရမယ်သူပါဆိုပြီးဟန်ဆောင်တော့တာပဲ။ကျွန်တော်လည်းပြန်ပြောလိုက်တယ်။ဒါကကျွန်တော်တာဝေမဟုတ်ဘူး။ဒီခုံရက်ဖို့ကျွန်တော်ပင်ပန်းအလုပ်လုပ်ပြီးဝယ်ထားတာ။ခမ ्या ကိုမပေးနိုင်ဘူး။ယူပိုင်ခွင့်လည်းမရှိဘူးလို့။အဲ့ဒီမှာရင်သူကထပ်ပြီးကျွန်တော်မှာကိုချင်းစာတွေကမရှိဘူးဆိုပြီးအော်ဟစ်ပါတော့တယ်။ပြီးတော့တခြားခရီးသည်တွေကိုလည်းကျွန်တော်ကသူ့ကိုအနိုင်ကျင့်နေပါတယ်ဆိုပြီးတနာစရာကောင်းအောင်လုပ်ပြပြန်ရောမကြခင်မှာပဲတခြားလူတွေကကျွန်တော်ကိုဝိုင်းအပြစ်တင်ပြီးခုံပေးလိုက်ဖို့တိုက်တွန်းလာကြတယ်ကျွန်တော်ကတော့ရဲပဲရဲနေလိုက်မိတယ်ပြီးတော့အပန်အကျဲဆုံးပြိုးနေတဲ့အမျိုးသမီးပဲလှည့်ပြီးခမ ्या ကဒီလောက်တောင်ကိုချင်းစာတွေကရှိနေတယ်ခမ ्या ခုံပဲသူ့ကိုပေးလိုက်ပါလားလို့မေးလိုက်တယ်သူကတော့ချက်ချင်းပဲငါကအသက်ကြီးပြီခုံမပေးလိုက်ဘူးလို့ညင်းတာပေါ့အဲ့ဒါနဲ့ကျွန်တော်ကအဖေတစ်ခုပေးလိုက်တယ်ဒီခုံအတွက်ကျွန်တော်ဒေါ်လာ900ပေးထားရတာခမ ्या အင်ကြီးပတ်စံပြန်ပေးရင်အခုချက်ချင်းဖယ်ပေးမယ်လို့သူကလည်းငါကဘာလို့ပေးရမှာလဲလို့ပြန်អော်တယ်ကျွန်တော်ကတော့ကျွန်တော်ခုံမှထိုင်နေတဲ့အမျိုးသမီးပဲလှည့်ပြီးကဲအခုဖယ်ပေးတော့လို့ပြောလိုက်တယ်သူကတော့ဒေါ်လာတစ်ကြီးနဲ့အတင်းငချက်ငင်းဆန်နေတော့မယ်အဲ့ဒီချိန်မှာယထာဝေနာရောက်လာပါတယ်ကျွန်တော်လက်မှတ်ကိုပြပြီးစစ်ခိုင်းလိုက်တော့ဝန်ထမ်းကအဲ့ဒီအမျိုးသမီးကိုခုံလို့နေလျင်ထိုင်လို့ရပြီမြဲလက်မှတ်ပါတဲ့သူရောက်လာရင်တော့ဖယ်ပေးရပါမယ်လို့ရှင်းပြတယ်သူကကိုဝင်ဆောင်အကြောင်းပြချက်နဲ့ထပ်ပြီးချင်းချုပ်ကြည့်သေးတော့ပေါ့ဝန်ထမ်းကစားတောက်တွေမှာသွားနာဖို့အကြံပေးတော့လေအနက်အသက်မကောင်းဘူးဆိုပြီးညင်းပြန်တယ်နောက်ဆုံးဝန်ထမ်းကလေတံပြက်နဲ့အခုချက်ချင်းမဖယ်ပေးရင်လိုအပ်တယ်လို့အေးအေးယူရလိုက်မယ်လို့ပြောလိုက်တယ်ယထာရေးတွေပါရောက်လာတာကိုမြင်တော့မှသူလည်းသူစီနဲ့ထားသွားပါတော့တယ်ကျွန်တော်ထိုင်ရတာ9မိနစ်တောင်မပြည့်သေးဘူးနောက်ကကလေးတယောက်ကကျွန်တော်ခုံကိုလာကနေပြန်ရောမလို့ဖို့ပြောတော့လေသူက ရိုင်းဆိုင်နဲ့လျာထုတ်ပြောင်းပြသေးတယ်အဲ့ဒါနဲ့သူ့အမိကိုကလေးကိုနည်းနည်းလောက်ထိန်းပေးပါဦးလို့ပြောတော့ထုံးစံအတိုင်းပဲကလေးပဲဟာကိုစုတဲ့အကြောင်းပြချက်နဲ့ကျွန်တော်ကိုစိတ်ပူသူလို့တောင်ပြောလိုက်သေးတယ်အဲ့ဒါနဲ့ကျွန်တော်ကတခြားကလေးတွေတယောက်နဲ့ခုံကျင်လဲလိုက်ပြီးအဲ့ဒီကလေးအမိရဲ့အနောက်တဲတွေမှာသွားထိုင်လိုက်တယ်ပြီးတော့ကလေးလို့သူလိုမျိုးလိုက်လို့ပြတာပေါ့အဲ့ဒီမျိုးသမီးကကျွန်တော်ကိုလှည့်ပြီးရန်တွေ့တော့ကျွန်တော်ကလာပေါင်300သားရွယ်ကလေးလေးမို့လို့ပါကလေးကိုဘာလို့လာရန်တွေ့နေတာလဲလို့သူပြောတဲ့စကားအတိုင်းပြန်ပတ်လိုက်တယ်သူကကျွန်တော်ကိုစိတ်မနဲ့သူလို့ဆဲဆိုတော့ကျွန်တော်ကလည်းစိတ်ကြမ်းမှရစီယုံကိုဖုံးဆန်းတယ်လို့မျိုးဟန်ဆောင်ပြီးစီယုံကဆင်းလာခါစဲမို့လို့ကိုမထိန်နိုင်တော့ဘူးဆိုပြီးလောက်ပြလိုက်တယ်အဲ့ဒီကြမှာဘေးကလူတွေကကျွန်တော်အကွက်သေးဝင်ပြီးလိုက်ဟန်ဆောင်ပြီးတော့ကလေးအမေလည်းသူ့ကလေးကိုညင်အောင်အတင်းချထိန်ရပါတော့တယ်နောက်ဆုံးတော့ကျွန်တော်လည်းအေးအေးဆေးဆေးခရီးဆက်နိုင်ခဲ့ပြီပေါ့လောကမှာယမင်းလာကိုအသုံးပြုပြီးကိုယ့်ရဲ့စေတနာကိုအခွင့်ကောင်းယူမဲ့သူတွေအမြင့်ရှိနေတဲ့အဲ့ဒီလိုလူတွေကိုမရဘူးလို့ပြပြတသားပြောတတ်ဖို့လိုအပ်ပါတယ်ဒီဇလန်လေးကိုသဘောကျရင် subscribe လုပ်ဖို့မမေ့နဲ့အောင်နော်